Mobile Legends ရဲ့ hero တကောင်ချင်းစီတိုင်းမှာတီးခြားသောနောက်ကျောင်းဇလန်းလေးတွေရှိပါတယ်။သူတို့ရဲ့နောက်ကျောင်းဇလန်းလေးတွေတစ်ခုချင်းစီက hero တကောင်နဲ့တကောင်ဆက်ဆက်မှုရှိပြီးစိတ်ဝင်စားဖို့အရန်ကောင်းပါတယ်။မင်္ဂလာပါကျွန်တော်က Greyes Game ရ Kevin ပါ။ဒီဗီဒီယိုမှာ Mobile Legends ရဲ့ hero တွေရဲ့နောက်ခံတမိုင်းကြောင်းတွေကိုစိတ်ဝင်စားပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှင်းမအပြင်းတွေပြပြောက်သွားစေဖို့ဒီဗီဒီယိုလေးကိုစသုံးကြည့်ပြီး like and share နဲ့အားပေးလိုက်ပါအောင်နော်။ရှေ့ရဗီဒီယိုမှာတင်ထားတဲ့ National Hero တမိုင်းကြောင်းဗီဒီယိုမှာတော့မြန်မာနိုင်ငံရဲ့ hero အကြောင်းကလူတိုင်းသိပြီးသားဆိုတော့ထဲမပြောပြခဲ့ဦးခင်ဗျာ။ National Hero တွေရဲ့တမိုင်းကြောင်းအစစ်မှန်တွေကိုသိချင်ရင်လည်းအပေါ်က link ကနေတင်သွားကြည့်လို့ရပါတယ်။ဒီဗီဒီယိုမှာကျတော့ Mobile Legends game ထဲမှာထွင်ထားတဲ့ hero တွေရဲ့ဇာတ်လမ်းတွေကိုပြပြပေးသွားမှာမလို့ပထမဆုံးအနေနဲ့ဂုဏ်ယူဝင့်ကြွားစွာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြု hero ဖြစ်တဲ့မင်းစစ်သားအကြောင်းလေးနဲ့စတင်ချင်ပါတယ်ခင်ဗျာ။ Mobile Legends ထဲမှာတော့မင်းစစ်သားခစ်ကပကန်ခစ်ပကန်တိုင်းပြည်ဆိုပြီးမပါဘူးဗျပကန်ခစ်စားမဟာဗျူရာပေါ့နော်အဲ့ဒီမဟာဗျူရာဆိုတဲ့တိုင်းပြည်ကိုထည့်သွင်းထားပါတယ်မင်းစစ်သားကအဲ့ဒီမဟာဗျူရာဆိုတဲ့တိုင်းပြည်ကြီးရဲ့မင်းသားလေးတစ်ပါးဖြစ်ခဲ့လို့အကျွမ်းကျင်ဆုံးစစ်သူရဲကောင်း၄ယောက်တည်းကတစ်ယောက်အဖြစ်လဲသတ်မှတ်ခံထားခဲ့ရပါတယ်စရေးစရာကျွမ်းကျင်တယ်ပေါ့ဗျာဘလို့ပဲထက်မြက်ပြီးရဲရဲနဲ့သူရဲကောင်းကြီးဖြစ်နေပါစေချစ်ချင်းတရားကိုတော့မလွန်ဆန်နိုင်ပါဘူးလေအဲ့တော့အလုံးမတရားလှပတဲ့မင်းပြိုလေးတစ်ယောက်နဲ့မင်းစစ်သားဟာချစ်တူတွေဖြစ်သွားခဲ့ကြပါတယ်ဒါကိုဖကမဲတော်ဖြစ်တဲ့တိုင်းပြည်ဘီရင်ကြီးကတည်သွားပါတယ်ဘာမဟုတ်တဲ့အချစ်တစ်ခုကြောင့်သူ့သားတော်ရဲ့အနာဂတ်တွေမိမိန်တော်မှကိုမလိုလားလို့သဘောမတူခဲ့ပါဘူးဆန့်ကျင်ခဲ့ပါတယ်မင်းစင်တာကလည်းအချစ်စိတ်တွေတက်နေတော့သူ့ဖခင်မဲတော်ကိုလွန်ဆန်ခဲ့ရပါတယ်အဲ့တော့ဘင်းကြီးကအမျက်တော်တာထွက်ပြီးသူ့ကို Holy Spear လို့ခေါ်တဲ့လက်ရှိ Mobile Legends ထဲမှာမင်းစင်တာကင်ဆောင်တဲ့လှန်ပေါ့နော်မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော်ဝင်လန်တော်ဝင်လန်နဲ့ပြစ်ဖို့ရွယ်ခဲ့ပေမဲ့ထိအောင်မပြည့်ရခဲ့ပါဘူးဒါပေမဲ့လည်းနန်းနေတော့ပေးခဲ့လို့မင်းစင်တာကနန်းတော်ကြီးခဲ့ရနေတော့မှစွန့်ခွာခဲ့ရပါတယ်မင်းစင်တာနန်းတော်ကြီးကနေစွန့်ခွာခဲ့ပြီးနောက်တနေ့မှာဘင်းကြီးကနာမကျန်းဖြစ်ပြီးနေရဆန်ဖို့ရက်အနေငယ်ပဲလိုတော့တဲ့အခြေအနေကိုရောက်ခဲ့ရပါတယ်အဲ့ဒီအခြေအနေကိုခွင့်ကောင်းယူပြီးပုံကန်တူတွေကမဟာဗျူဟာတိုင်းပြည်ကိုတိုက်ခိုက်ကျူးကျော်ခဲ့လို့မဟာဗျူဟာကြီးကအရေးနှိမ့်မလို့စဲဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ပုံကန်တူတွေအနေနဲ့တတိမေးတော့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့မင်းစစ်သားဆိုတဲ့စစ်သူရဲကောင်းကြီးဟာအသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာပါပဲအဲ့လိုတိုင်းပြည်ရဲ့အရေးနှိမ့်မလို့ဖြစ်နေတော့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့မင်းစစ်သားကိုပဲအကြောင်းပါခဲ့ရပါတော့တယ်မင်းစစ်သားကလည်းဒီအကြောင်းကိုသိရတော့သူ့ဖခင်မျိုးတို့စီကနောက်ဆုံးကြံခဲ့တဲ့အမွေဖြစ်တဲ့တော်ဝင်လန်ကြီးကိုပြန်ကင်ပြီးကျူးကျော်တဲ့ပုံကန်တူတွေကိုပြန်လန်တိုက်ခိုက်ခဲ့ပါတယ်တွေးချောင်းထက်နေတဲ့စစ်ပွဲတွေကိုဖျက်ဆီးပြီးကျူးကျော်တူတွေကိုအနိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်မင်းစစ်သားရဲ့ကျွမ်းကျင်တဲ့စစ်ရေးစစ်ရာနဲ့တက်မြတ်တဲ့စွမ်းရည်တွေကြောင့်ကျူးကျော်တူတွေရဲ့ရှုံးနိမ့်ခဲ့ရတယ်လို့မဟာဗျူဟာတိုင်းပြည်ကြီးကလည်းငိမ့်နှံတရားဝါပြောတဲ့တိုင်းပြည်ကြီးအဖြစ်ပြန်ဖြစ်ခဲ့ရပါတယ်ဒါကြောင့်လူတိုင်းကလည်းမင်းစစ်သားကိုလေးစားချစ်ခင်သွားကြပြီးဘရင်အဖြစ်တင်မြှောက်ကြပါတယ်နောက်ဆုံးမှာတော့မင်းစစ်သားဟာတိုင်းပြည်တစ်ခုကိုထိုက်တန်စွာအုပ်ချုပ်နေရတဲ့ဘရင်တစ်ပါးဖြစ်သွားခဲ့ပါတယ်ကဲအဲ့တော့နောက်ထပ် Massman player တချို့ရဲ့အသေးဆွဲဖြစ်တဲ့ Moscow အကြောင်းကိုပြောပြပေးပါမယ် Moscow ကငယ်ရင်စဉ်ကတည်းကတိုက်ရိုက်ခိုက်ကောင်းတော့ကြောင့်ဒါမူလို့ခေါ်တဲ့ပြိုင်ပွဲတောက်လျှောက်မှာသူ့ကိုဗတဲမာစာဆိုပြီးတတ်မှတ်ထားတာပါသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ကင်ဆောင်တဲ့လှန်အားသူ့ရဲ့မိဘတွေစီကနေတဆင့်အမွေဆက်ခံရရှိခဲ့တာပါဒါကြောင့်အများနဲ့မတူတမို့ထူးခြားစွာစွမ်းနေတာပါ Moscow က White Sun ဆိုတဲ့တဲတောင်မြေဒေသကြီးတစ်ခုရဲ့ခေါင်းဆောင်အလောင်းလျာတယောက်လည်းဖြစ်တယ်လို့ White Sun ပြည်သူတွေကလည်းသူ့ကိုချစ်ခင်လေးစားကြပါတယ်အဲ့ဒီ White Sun ဒေသလေးကတနေ့တစ်နေ့ကိုတိတိကျကျတိုးတက်နေတဲ့ဒေသလေးလည်းဖြစ်ပါတယ်အဲ့တော့တိုးတက်မှုရဲ့ထုံးစံတိုင်းမနာလိုဝင်တော့တိုက်ခိုက်တွေကလည်းရှိနေခဲ့တာပေါ့ဗျာဝိုင်းဆန်ဒေတာတွေတူပါတာသူတိုးတက်နေတာကိုထိုင်ကြည့်နေရတာကမျက်စိမျက်စံမစူးနေတဲ့ဝင်ဝလေကြီးတစ်ကောင်ရှိခဲ့ပါတယ်ဒါကြောင့်တနေ့ဝိုင်းဆန်မင်းသားလေးမော်စကိုအမဲလိုက်ထွက်နေတဲ့အချိန်မှာတမန်ဝင်ပလေကြီးကဝိုင်းဆန်ဒေတာတစ်ခုလုံးကိုဝင်ရောက်အမဲဖြတ်ပါတော့တယ်မော်စကိုပြန်လာတဲ့အချိန်မှာတော့သူ့ရဲ့ဝိုင်းဆန်ဒေတာကြီးကမီးတောက်မီးလောင်တွေနဲ့ပြည့်နေပြီးတွေးချောင်းစီးနေခဲ့ပါပြီတက်ဖြတ်တောင်းချမ်းခဲ့တဲ့တမန်ဝင်ပလေကြီးကအမဲလိုက်သွားလို့အသက်ရှင်ကြံရှိနေတဲ့မော်စကိုနဲ့အဖွဲ့တချို့ကိုလည်းတခါတည်းအမျိုးဖြုတ်ဖို့ကြံစီနေပါပြီ။ဒါကြောင့်အသက်ရှင်နေတဲ့မော်စကိုလက်အောက်အသားတချို့ကလည်းတပ်ပြေးကုန်ကြပြီးတချို့ကလည်းအညက်ခံဖို့တိုက်တွန်းနေချိန်မှာမော်စကိုကသူ့ရဲ့လန်ကိုကင်ပြီးအဖွဲ့သားတွေတက်တဲ့ကိုရွယ်လိုက်ပါတယ်။ပုံစံကငါကတော့ဘယ်တော့မှနောက်ဆုံးမှာမဟုတ်ဘူး။ပြန်တိုက်မှာဆိုတဲ့အမျက်ဒေါသနဲ့ပေါ့ဗျာ။တကယ်ကိုကောင်းပါလေမော်စကိုပါအဲ့လိုပြင်းထန်တဲ့မကျင်တဲ့ချက်တွေကြောင့်ကြီးမားတဲ့နာကျင်မှုတွေကိုခံစားလိုက်ရတဲ့မော်စကိုဟာစာနာခြင်းငင်းညာခြင်းနဲ့မရှိတော့ပဲရက်ဆက်ပြီးညှတာမှုကင်းမဲ့တဲ့ကလေးစားစိတ်တွေနဲ့လွမ်းမိုးနေခဲ့ပါပြီဒါပေမဲ့သူ့ကိုတိုက်ခိုက်သွားတဲ့တမန်ဝင်ပလကြီးကိုကလေးစားချေဖို့ကလည်းတိတ်မလွယ်လားလို့ပို့ပြီးအစွမ်းထက်အောင်လို့ဆိုပြီး Apex ကို share တို့အရေးချောင်းနဲ့ကြီးဆိုတဲ့တဲကိုခုံချပြီးစုံးပရင်မကြီးဒေါမစီမှာအစီခံခဲ့ပါတယ်အဲ့အချိန်ကစပြီး Spear Quintessence ဒေါ်တာမီလီယံတို့နဲ့ပြည့်နေတဲ့လှန်ဆိုပြီးနာမည်ကြီးသွားပါတယ်တဲ့ဒါကြောင့်လဲ Mobile Legends ထဲမှာလှန်တစ်ပေါက်ရှမ်းရှမ်းတောက် Massman Hero တကောင်ဖြစ်နေရတာဟောဗျာမော်စကိုရဲ့ဒေတာကိုအမဲဝင်ဖြတ်သွားတာတမန်ဝင်ပြီလို့ပြောတော့ Roger ဆိုတဲ့ hero ကခေါင်းထဲရောက်လာမှာပေါ့နော်ဒါကြောင့်မော်စကိုရဲ့အမျိုးတွေကိုတပ်ဖြတ်ခဲ့တာတကယ်ပဲ Roger လား Roger နဲ့မော်စကိုကမတည့်ကြဘူးလားဆိုတော့တီးဖို့ Roger အကြောင်းလေးကိုဆက်ပြောပြပါမယ် Roger က Michael Westland တောနဲ့ကြီးတစ်ခုရဲ့အပြင်ဘက်တနေရာမှာနေတာပါသူကတစ်ချိန်ကစန်နမူလာထားလိုက်အောင်စွမ်းတဲ့စစ်တီတော်တယောက်ပါ Empire ကြီးတစ်ခုရဲ့စစ်တီတော်တယောက်ပေါ့နော်
စစ်တပ်ကထပ်ပြီးနောက်မှာတော့သူကအတွေ့အကြုံရင်မိုးဆိုးတယောက်ဖြစ်တားကောင်လိုက်ပြီးအသက်မွေးရန်ကြောင်းပြုနေထိုင်ပါတယ်သူအမဲလိုက်တဲ့ Black Forest ဆိုတာအန်ဒီရများတဲ့တားကောင်တွေချက်စားရတယ်ဖြစ်တယ်လို့ထူးဆန်းပြီးမော်ဆန်တဲ့အရာတွေရှိနေပါတယ်တဲ့အဲ့ဒီမှာအန်ဒီရအကြီးဆုံးက Piltus လို့အမည်ရှိတဲ့ Wembley ဘရင်ကြီးဦးဆောင်တဲ့ Wembley တွေပါပဲ Piltus ကိုဘာသာပြန်ရရင်တော့ Pale White or Bright အဖြူရောင် Test Tooth အဆွဲအဲ့ပေါင်းလိုက်ရင် white 2အဆွဲဖြူလို့အမည်ရပါတယ် Wembley ဆိုတော့လည်းအဆွဲဖြူဖြူကြီးရှိလို့နေပါတော့ဗျာ Okay အဲ့ဒီ Piltus ဦးဆောင်တဲ့ Wembley တွေဟာသူတို့အစားအသောက်လိုလာပြီဆိုရင် Black Forest တောဆက်တနေရာကိုချင်းကပ်လာပြီးအနာကိုဖျက်တမ်းသွားလာတဲ့လူတွေကိုတက်ဖြတ်စားတော့လို့ရှိပါတယ်တဲ့အဲ့တော့ Roger ကအဲ့လိုလူတွေအသက်ဖြတ်ခံနေရတဲ့ကိစ္စကိုဖြေရှင်းရှင်တယ်အဲ့တော့ Piltus Wembley ဘရင်ကြီးနောက်ကိုခြေရခံလိုက်ခဲ့ပါတယ်အဲ့တော့တနေ့မှာအဲ့ Wembley တွေကရွာလေးတရာကိုတိုက်ခိုက်ဖို့ဝင်းရံထားတာကိုတွေ့ရပါတော့တယ်အချင်းတွေကိုစောင့်ကြည့်နေရမှာပဲ Wembley ဦးရန်ကြီးရုတ်တရက်ထွက်လာတာနဲ့တပြိုင်နက်ရွာလေးကိုစပြီးတိုက်ခိုက်ကြပါတော့တယ်အဲ့လိုနဲ့Piltus ကခြာတိတ်မလေးတယောက်ကိုအန်ဒီရပြုတ်ဖို့လုပ်တဲ့အခါမှာRoger ကအမဲလိုက်စကေးတွေကိုတုံးပြီးစတင်တိုက်ခိုက်ပါတော့တယ်ခြာတိတ်မလေးကလည်းတခြားမဟုတ်ပါဘူး Ruby ပါRoger က Piltus အပါဝင်သူ့ရဲ့ Wembley တွေကိုနိုင်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူကအမဲလိုက်စကေးလဲကောင်းလို့တစ်ချိန်ကလည်းစနမူနာထားရတဲ့စစ်တီတော်တယောက်ဖြစ်တာ哦အနိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ Roger ရဲ့ခန္ဓာကိုယ်မှာလည်းဒဏ်ရာလေးတွေတော့စွန့်ခဲ့ရတာပဲ။ Roger က Piltus ကိုဒီကနေထွက်သွားဖို့မောင်းထုတ်ပလိုက်ပါတယ်။ Wembley ဘာသာစားနဲ့မောင်းထုတ်တာပါ။ Piltus ကလည်းထွက်သွားပေမဲ့တစ်ချိန်ပြန်တွေးကြတာပေါ့ပါဆိုတဲ့အကြည့်တစ်ချက်နဲ့ထွက်သွားတာပါ။အဲ့တော့တစ်ချိန်ပြန်လာမယ်ဆိုတော့တီးတော့ Roger က Ruby နဲ့ရွာသူရွာသားတွေကို Wembley ကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတဲ့ပညာတွေကိုသင်ပေးပါတော့တယ်။သင်ပေးနေချိန်တော့တွင်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကပုံစံတွေစပြောင်းပါတော့တယ်။ပြောရရင် Piltus လိုမျိုး Wembley ပုံစံကြီးပြောင်းတာပေါ့နော်။အဲ့တော့ဒီလိုဖြစ်ရတာဟာ Wembley ကုတ်ခံရတာအကြောင်းဆိုတော့သူတွေးမိသွားတယ်။သူကတမန် Wembley လုံးလုံးကြီးဖြစ်သွားပြီဆိုတော့တီးတော့ရွာလေးကနေပဲဘယ်သူမှမပြောပဲတိတ်တိတ်ဆိတ်ထွက်ခွာသွားပါတော့တယ်ဒါကတော့ Roger ရဲ့ storyline အဆုံးသတ်ပါဒါတော့တေချာသုံးသပ်ရမှာဆိုရင် Moscow ရဲ့လူတွေကိုတတ်ခဲ့ရတယ် Roger မဟုတ်လို့ Ruby ကလည်း Roger ရဲ့သမီးအရင်တော့မဟုတ်ပါဘူးဒါကြောင့် Ruby အကြောင်းလေးကိုဆက်ပြောရအောင်အဲ့တော့ Ruby ကတော့စောလုံးကပြောရတဲ့အတိုင်းပဲ Black Foreigner ရွာလေးတစ်ခုကကလေးမလေးတယောက်ပဲပေါ့နော် Ruby ဟာ Roger ထွက်သွားပြီးနောက်ပိုင်းမှာ Roger ကိုပြန်ရောက်လာဖို့ပဲဆူတောင်းနေမိပါတော့တယ်ဘာကြောင့်လဲဆိုတော့ Wembley တွေပြန်လာမှကြောက်ပြီး Wembley တွေရန်ကနေကောက်ွယ်နိုင်ပါတယ် Roger စစ်တီတော်တယောက်ပဲဖြစ်လို့ပါအဲ့လိုနဲ့တိတ်ဆိတ်နေတဲ့လက်ွယ်ညာတညမှာ Piltus ဆွဲပြူ Wembley ကြီးဟာအုပ်စုလိုက်ရွာလေးကိုနောက်တစ်ဖန်တိုက်ခိုက်လာပြန်ပါတယ် Ruby ရဲ့ကြောက်ရွံ့မှုတွေတကယ်ဖြစ်လာပြီပေါ့နော်အဲ့ချိန်မှာရွာကိုတိတ်တိတ်ဆိတ်ထွက်ခွာသွားတဲ့စစ်တီတော် Roger ကလည်းပြန်မရောက်လာနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ Ruby ရဲ့အဖိုးနဲ့အဖွားဟာ Ruby လေးကိုကာကွယ်ရင်းနဲ့ပဲအသက်ပေးခဲ့ရပါတယ် Ruby ကလည်းမတက်နိုင်ရဲ့နောက်ဆုံးတင်နေတဲ့သူ့အဖိုးရဲ့ခန္ဓာကိုယ်ကိုကွယ်ပြီးထွက်ပေါက်လေးတစ်ခုကိုရအောင်လုပ်နေရင်တင်နေတဲ့သူ့အဖိုးကိုတစ်ချက်ကြည့်လိုက်တော့ Ruby ရဲ့ပုံစံကလုံးဝကိုပြောင်းလဲသွားပါတယ်ဒေါသတွေကြီးပြီးတော့နာကျင်မှုတွေပြည့်လက်နေပြီးတော့မှလုံးဝကိုတိုက်ခိုက်ရတဲ့ပုံစံကြီးပြောင်းသွားပါတယ်ဒေါသကြီးသွားရင်သူ့ရဲ့ဓာတ်ကိုကောက်ကင်လိုက်ပြီး Wembley ကိုစတင်တိုက်ခိုက်ပါတော့တယ် Piltus တကောင်ပဲကြံတဲ့ထိကိုအပြတ်တိုက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာ Ruby ကကောင်းကင်လေးကိုမော့ကြည့်နေရင်အဆုံးတက်မှာတော့မရက်သက်တော့ပါဘူးလေဆိုပြီးစိတ်ကူးဝင်လာတော့ Piltus ကမတက်ခဲ့ပါဘူးဒါပေမဲ့ Piltus ကအရင်ကတခါမှအခုလိုမျိုးအရင်မနှိမ်ဘူးတော့ပါဒါကြောင့်သူလည်းစိတ်တက်ကိုကြနေခဲ့ပါပြီ Piltus ထွက်ခွာတော့မှ Ruby ကလည်းတတိပြန်ဝင်လာပါတော့တယ်အဲ့ချိန်ကစပြီး Wembley ဦးတန်ကြားတဲ့သူ့ရဲ့မျက်လုံးတွေကဒေါသတွေနဲ့ပြည့်လည်နေပါတော့တယ်ဒါကြောင့် Mobile Legends မှာလည်း Ruby လေးဟာရုပ်လေးနဲ့မလိုက်တော့အောင်ကြမ်းတမ်းလို့ကင်တက်မယ်ဆိုရင် team ကိုကောင်းကောင်းလေး carry ပေးနိုင်တဲ့ fighter hero တွေအဖြစ်ရှိနေတာပေါ့ဗျာကဲဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာပြောပြပေးဖို့ယူရတဲ့ hero တွေကတော့ဒီ hero ၄កောင်ပါပဲ hero တွေအကုန်လုံးကဗီဒီယိုတစ်ခုထဲမှာပြောပြပေးဖို့ကလည်းတိတ်ပြီးအဆင်မပြေလာပါဘူးဒါကြောင့်မို့နောက်ထပ် hero တွေလည်းထပ်ပြီးပြောပြပေးအောင်ပါမလို့ hero ဇက်လန်အကြောင်းပြောပြတဲ့အစီအစဉ်ကို MN Hero Storyline ဆိုပြီးခေါင်းစဉ်တက်လိုက်ပါမယ်ဒီဗီဒီယိုကတော့ MN Hero Storyline Unit 1ပေါ့ဗျာနောက်ထပ် hero တွေအကြောင်းတင်ဆက်မယ် Unit 2 Unit 3 ဗီဒီယိုတွေကိုစက်ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Green Game မြန်မာဆိုတဲ့ page လေးကို like and follow နဲ့ CVS လေးလုပ်ထားပေးပါအောင်နော် like လည်းနှိပ်အောင်နော် follow ကြီးပဲမလုပ်ပါနဲ့အောင်ဗီဒီယိုအဆုံးလေးကြည့်ပေးရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကြိုက်နေတတ်တယ်ဆိုရင် like and share နဲ့အားပေးသွားပါအောင်နော် Green Game မြန်မာမှာတော့ game တွေကိုစိတ်ဝင်စားတဲ့လူတွေအတွက်ပြင်းနေတဲ့အချိန်တွေအကုန်လုံးကုန်မတည်ဖြစ်သွားစေမယ့်ဗီဒီယိုတွေဘူးရရစေမယ့်ဗီဒီယိုတွေကိုစင်ဆက်မြတ်တင်ဆက်ပေးနေအောင်ပါ COVID-19 ကာလတော်တွင်မှာလူချင်းမတို့အနေနဲ့ကအိမ်မှာပဲနေပါကျန်းမာအောင်နေထိုင်ရင်းနဲ့ Green Game ကဗီဒီယိုတွေကြည့်ပါလို့ပြောရင်းနဲ့ကယ်ဗင်မှာဗီဒီယိုလေးဒီမှာပြီးပါပြီ